မင်္ဂလာပါဒူဦးလေးဖြစ်ပါတယ်ဒီတစ်ခါတော့ကျွန်တော်ပြောချင်သောစကားများအပိုင်းနှစ်ပေါ့ဗျာအဲ့တော့ကျွန်တော်တို့မြေချင်းမြင်ငံပြီးမြေကြီးကိုတက်ခွဲစမ်းသပ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့မြေစီလွားရဲ့အောက်ခံမှာဘယ်ဓာတ်တွေများနေပြီးတော့ဘယ်ဓာတ်တွေချူတဲ့နေတွေဆိုတာသိသွားမယ်အကြမ်းအဖြစ်မြေချင်းမြင်ငံကိုသိသွားမယ်အဲ့လိုသိပြီးပြီဆိုမှနံပါတ်2ကချင်းရင်ထုံးငံရင်ကန့်ဆိုတဲ့ချင်းရင်ဘလို့ပြင်မလဲငံရင်ဘလို့ပြင်မလဲဆိုပညာရှင်ခန်းကန္တာဒါတွေကဆက်လက်ပြီးလှုပ်ဆောင်သွားမယ်အဲ့ဒီမှာ organic matter နည်းနေရဆိုရင်များအောင်လုပ်မယ်များသောအားဖြင့်တော့ကျွန်တော် organic matter တွေနည်းနေတာပေါ့ဗျာနော်အဲ့တခြားကျွန်တော်တို့ဒီ bicarbonate တွေများနေတယ် silicon တွေနည်းနေတယ်ညားနေတယ်နော် heavy metal တွေများနေတယ် heavy metal တွေမှာဟုတ်လားဒီခဲတို့ပြဓာတို့ကက်ဒမီယမ်တို့အာဆင်းနစ်တို့စသဖြင့်ပေါ့နော်ရှိခဲ့သည်ရှိတော့ဟုတ်လားဘယ်လိုဖယ်ထုတ်မလဲဆိုတာဒါပညာရှင်တွေအပိုင်းပေါ့နော်ဒါမြေပြင်းတဲ့အပိုင်းအဲ့တော့မြေပြင်းမလားမျိုးပြောမလားဆိုတဲ့ပထမအပိုင်းမှာကကျွန်တော်တို့ကတစ်ခုခုကတော့လုပ်ဖို့လုပ်မှရမယ်လို့ကျွန်တော်တို့တောင်သူလယ်သမားတွေအတွက်ဒါနှိုးဆော်သွားတဲ့အပိုင်းပေါ့နော်အခုဒုတိယပိုင်းကတော့ကျွန်တော်တို့ကအဲ့လိုမြေစီလွှာကိုနော်စနစ်တကျ foundation ကောင်းကောင်းပြင်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်မျိုးကောင်းမျိုးတန့်စိုက်ဖို့လိုပါတယ်ကျွန်တော်မြန်မာနိုင်ငံမှာ F1 မျိုးကိုထုတ်လုပ်နိုင်တဲ့နေရာမရှိသေးပါဘူးကုမ္ပဏီမရှိသေးပါဘူးအဲ့တော့ကျွန်တော်ကမျိုးစီမမှန်ပင်မတန်ပူတန်ကုန်ခင်းအသီးဖြင်းဤမျိုးကောင်းမျိုးတန့်မှမဆိုင်နိုင်ဘူးဆိုရင်အဲ့တောင်သူရဲ့ဟာလာစိုက်ပျိုးထုတ်လုပ်မှုအထွတ်နှုံးနဲ့အည်သွေးဘယ်လိုမှမမီနိုင်ပါဘူးအဲ့တိုင်းပြည်ရဲ့ဟာလာတိနံထုတ်လုပ်ရေးကဒီ export ဒါတွေဘယ်လိုမှမျက်နှာမရနိုင်ဒါကကျွန်တော်တို့လုံးဝမှန်ကန်တဲ့အချက်ပါအဲ့တော့မျိုးကောင်းမျိုးတန့်တွေကိုလာကျွန်တော်တို့ရှာဖွေတင်သွင်းအသုံးပြုဖို့လိုအပ်ပါတယ်လို့ဒါပြောချင်ပါတယ်နော်မျိုးကောင်းမျိုးတန့်သုံးရမယ်နောက်တစ်ချက်ကကျွန်တော်တို့ကအဲ့ဒီမျိုးကောင်းမျိုးတန့်တွေသုံးပြီးပြီဆိုလို့ရှိရင်လည်းပဲဒီပိုးမွားယောဂါတွေကြားရောက်မှုနည်းအောင်ဒီမျိုးစေ့ကိုဒီ seed dressing ပေါ့နော် seed treatment တခုခုလုပ်သင့်ပါတယ်ကျွန်တော်တို့မဖြစ်မနေတိုက်တွန်းနေပါတယ်တောင်သူတွေသုံးတာလဲသုံးနေပါတယ်เนาะကျွန်တော်ပြောတာကြားလို့ရှိရင်ခင်ဗျားအခုမှပြောနေတယ်ကျွန်တော်တို့ကသုံးနေတာကြာပြီဆိုတာလေရှိကောင်းရှိလိမ့်မယ်ဝန်တာပါတယ်သို့တော်ညာလည်းပဲမသုံးဖြစ်တဲ့တောင်သူတွေလည်းရှိနေသေးလို့ကျွန်တော်ပြောရတာเนาะဒီနေ့ဒီမပဲကင်းနေပဲစင်ကင်းနေကြည့်လိုက်ပါပဲဒီဝါသွားလို့ဆရာအရွက်တွေဝါသွားလို့အသီးတွေလည်းကောက်ကွေးလို့ဘာလို့မှမသိဘူးဘလို့ဆေးဖျန်းမလဲဆိုတော့ညနေငယ်လေးနဲ့အကူကြီးတောင်းနေတဲ့တောင်သူတွေအများကြီးကြံသေးတယ်ဒါကျွန်တော်ပဂတိအရှိတရားကိုပြောပြတာကျွန်တော်လက်လန်းမီကပြောနေတယ်ဆိုပေမဲ့ပြောတဲ့သူကပြောတာပဲလုပ်တဲ့သူရှိမှပြုပြင်ပြောင်းလဲရေးရဖြစ်လာမှာတိုးတက်မှုကဖြစ်လာမှာပြောင်းလဲမှတိုးတက်မှာဆိုတဲ့အတွက်ကျွန်တော်ဒါတွေကိုဟုတ်လားမုန်းခံပြောရတာပါကျွန်တော်တဲ့တောင်သူသားသမီးပါကျွန်တော်လည်းတောင်သူပါဒေါသပါဒီရှင်တွေကိုမပြုတ်ပြင်မပြောင်းလဲပဲနဲ့မတိုးတက်နိုင်ဘူးဆိုတာကျွန်တော်သိနေလို့ဒီတိုင်းဆက်သွားနေရင်ကျွန်တော်တို့ကတောင်သူတွေလည်းစိတ်တက်ကြမယ်ထွနှုံးတွေလည်းရော့မယ်ရည်သွေးတွေလည်းညံ့မယ်ဈေးနှုန်းတွေလည်းမကောင်းဘူးကျွန်တော်စိုက်ပျိုးရေးနိုင်ငံဆိုတာကြီးကလည်းပဲနဲ့နာမည်ပဲကြံမယ်ပေါ့နော်ကျွန်တော်တို့ပညာရှင်တွေဆိုကျွန်တော်ပြောတာမဟုတ်ကျွန်တော်တို့နိုင်ငံကအသိပညာရှင်တွေအတတ်ပညာရှင်တွေရဲ့အခန်းကဏ္ဍမှီးမိန်သွားတာပဲဖတ်တယ်ပေါ့နော်အဲ့တော့ပညာရှင်တွေလည်းပေါ်များတဲ့နိုင်ငံမှာစိုက်ပျိုးရေးပညာရှင်တွေရေစုလာပညာရှင်တွေနော်ဒီကိမိလဗေဒပညာရှင်တွေ pathologist တွေအများကြီးပါဒီသုံးချရေးရေစီမံခန့်ခွဲရေးနော်အများကြီးရှိတယ်သို့တော်ညာလည်းပဲပညာရှင်တွေများတဲ့တိုင်းပြည်မှာဘာမှဖြစ်မလာဘူးဆိုတာမျိုးကလည်းပဲအမတန်ရှက်စရာကောင်းတယ်လို့နော်အဲ့တော့ကျွန်တော်တို့တွေ
ပြောနေတာနဲ့စာလို့ရှိရင်ထသွားတာအကျိုးရှိပါတယ်လုံနိုင်တဲ့လောက်လေးလုံတာအကျိုးရှိပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ပြောတာပါနော်အဲ့တော့ဒီမျိုးစေ့ကိုဆေးလူးနဲ့စိုက်မယ်နော်အဲ့တော့ဘာတွေလူးမလဲဆိုတာကတော့လူးပါနော်ခုတောင်သူတယောက်ဟိုဖြစ်တယ်လို့ပြာလူးစိုက်တယ်လို့ပဲနော်ဘာမှမလူးတာလည်းစိုက်ရင်ပြာလူးတာမှတော်သေးတယ်ပေါ့ဗျာနော်သဘောပြောပြတာပါနော်ပိုးသက်ဆေးလူးမယ်နော်ပိုးသက်ဆေးလူးမယ်လက်လန်းမီယာလူးပါပညာရှင်တွေလည်းပြောနေပါတယ်နော်ဒါကကျွန်တော်လူးပြဖို့တိုက်တွန်းတာပြောတာပါဘာလူးပါညာလူးပါကျွန်တော်မပြောလို့ပေါ့နော်အဲ့တော့မျိုးစိလူးနဲ့စိုက်ပြီးပြီဆိုလို့ရှိရင်ဒီရာသီဥတုနဲ့ကန့်ညီတဲ့စိုက်စနစ်ပေါ့နော်ဒေသရာသီဥတုနဲ့ကန့်ညီတဲ့စိုက်စနစ်အတိုင်းစိုက်ပါနော်ကျွန်တော်မပဲကိုဥတီပြောတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမပဲမှာဒီရေလိုက်ပဲရှိတဲ့စပားမရိတ်ခင်10ရက်အလိုမှာရေဆက်ဆက်မှာပဲပက်ပြီးတော့စိုက်တဲ့နီးရှိတယ်စိုက်ပါအချိန်နေကြည့်စိုက်ပါခုတ်ဖုံးရှိတယ်နော်ရိုးပြတ်ဒီအရှိရိပ်ပြီးတော့မျိုးစေ့ကျဲပြီးတော့ဒီမျိုးစေ့ကျဲပြီးရတဲ့တပြိုင်နက်ကျွန်တော်အရိုးပြတ်တွေကိုဟာလာဆက်နဲ့ခုတ်တာလက်နဲ့ခုတ်တာငမြဖြတ်ဆက်နဲ့ခုတ်တာဒါထူထူလေးဖုံးလိုက်တယ်ပါတချို့လည်းကောက်ရိုးတွေဖုံးတာပေါ့ဗျာနော်ခုတ်ဖုံးလောက်တာဒါလည်းလောက်ပါလုပ်တင်ပါတယ်စိုက်ချိန်စောရတာဟုတ်နော်သို့တော်ညာလည်းပဲရေကံမြေကံပေါ်မှာတော့မူတည်တာပေါ့လေနော်အဲ့တော့တိုင်းနိုင်မဲ့ပင်နဲ့လုပ်ပါနောက်ထွန်ခွင်းစိုက်တာထေးထွန်ရေးပြည်ပြီးတော့စိုက်တာဒါလည်းကျွန်တော်တို့ကရေမြေဒေတာပေါ်မူတည်ပြီးတော့အချိန်ခါနဲ့ပေါ်မူတည်ပြီးတော့စိုက်တာစိုက်စနစ်၃မျိုးရှိတယ်နော်ဒါကိုပေးတဲ့ရာသီဥတုပေးထားချက်ပေါ်မူတည်ပြီးတော့စိုက်တာမျိုးကအချိန်နေကြည့်ပြီးတော့စိုက်ပါဘယ်ဟာမှကောင်းတယ်ခုတ်ဖို့မှကောင်းတယ်ထွန်ခွင်းမှကောင်းတယ်လို့ပြောလို့မရအောင်စိုက်ပေးမှဘောင်ကလနာတမရှိဘူးကလစ်လန်ဓာတ်ထစ်မရှိဘူးဒါအဆင်ပြေတယ်လို့သွားကြတာပေါ့နော်သို့တော်ညာလည်းပဲထွန်ခင်းမှာကောင်းတာထွန်ခင်းမှာထွက်တွန်းတိုးတာဆိုပြီးတော့ရေဆူကြီးကိုထက်ထိုးထွန်မွေလုပ်ပြီးတော့အပေါ်ရန်လေးတွေမှုန်အောင်လုပ်အောက်မှာကျွန်တော်တို့ချက်ပြင်းကြီးဖြစ်နေတာပေါ့ဗျာဟပ်ပင်လို့ခေါ်တာပေါ့နော်ထက်ထိုးထွန်မွေနေတဲ့နေရာအောက်မှာတမန်တလင်းပြင်းကြီးဖြစ်နေတယ်အဲ့တော့အပင်ငယ်စင်တော့ကောင်းတာပေါ့စိုးတုံးတော့ကောင်းတာပေါ့တကယ်ခြောက်သွားတဲ့အခါကျတော့ဒီဟပ်ပင်ကိုပဲပင်ရဲ့အမြစ်ကဖောက်နိုင်မလားစဉ်းစားကြည့်မဖောက်နိုင်တော့အဲ့ဟပ်ပင်နာမှာရှိတဲ့ရေစော်မှုတွေကရေတောင်းမြစ်ကိုတိုက်ခိုက်လိုက်တဲ့အခါအပင်သေးရောအဲ့ဒီတဲ့အခါမှာလုတ်ပါအောင်ကူပါအောင်ကေပါအောင်ဟိုသက်ဆေးတွေဖက်ကူဓာတ်မားတွေမရဒါတောင်းသူတွေကိုနော်ဒီအပင်တွေကိုမြေကြီးကိုနော်ကျွန်တော်ဒုက္ခပေးမိတယ်လို့ဖြစ်တယ်အစမကောင်းတော့အနှောမတည်ကြဘူးနော်အဲ့တော့ကျွန်တော်ကရည်စူးလာကိုပြင်တယ်လို့စိုက်စနစ်တွေကိုလည်းပြောင်းမှရမယ်နောက်တော့ကကျွန်တော်တို့ထေးထွန်ရေးပေါ့နော်ဒီဟပ်ပင်ကိုထိုးခွဲနိုင်တဲ့စနစ်ရေရှည်ကြိုတင်ပြီးတော့ဟပ်ပင်ကိုထိုးခွဲမယ်ထိုးခွဲပြီးတော့ဒီကောင်ကြီးဒီကျွန်တော်တို့မြေဆိုင်မြေခဲတွေကိုချီမွအောင်နော်ဒီ organic matter တွေများများလိုမယ်နော်ထွန်ထယ်ကရိယာနော်ခြေထည့်ခဲခြေတဲ့စနစ်တွေလိုမယ်မကြည်သမျှမရပါနော်ပြီးခဲ့တဲ့နေ့ကကျွန်တော်ရေလွှမ်းသွားတာပဲနုံးမီတွေရတာပဲဒါပေမဲ့အခဲကြီးတွေကစိုးတုံးတော့အမြစ်ကထိုးဖို့နေမယ်ခြောက်သွားရင်သူကဒီကော်ရီလိုဟာမျိုးအစည်းတက်ပါတဲ့အတွက်နှစ်ပတ်တောင်းကြီးလိုဖြစ်ပြီးတော့တော်တော်တူနဲ့ထုရတော့မှတော်တော်နဲ့မကြည့်ဘူးဒါတွေကအမြစ်ဘယ်လိုထိုးဖောက်မလဲဆိုတဲ့အတွက်ကျွန်တော်မြေစီလွာရဲ့ရုပ်ပိုင်းဆိုင်ရာတွေပျက်စီးနေတယ်ဓာတ်ပိုင်းဆိုင်ရာတွေပျက်စီးနေတယ်ဒါကိုကျွန်တော်တို့ကအချိန်ယူပြင်မှရတာမျိုးပါအဲ့တော့ site စနစ်မှာလည်းပဲကျွန်တော်တို့အဲ့လိုမြေအစိုးကြီးကိုစိုက်မယ်ရှောက်သွားတာနဲ့တပြိုင်နက်ဒီကျွန်တော်မြေစီလွာရဲ့ soil profile တို့ soil texture တို့ကမမှန်တော့အမြစ်ကမထိုးဖောက်နိုင်ဒီခဲလုံးလေးတွေကိုကြားထဲမှာဘဲပင်စိုက်တာဖြစ်တဲ့အတွက်စိုးတုံးတော့အမြစ်ကအစာစားနိုင်တယ်ခြောက်သွားတော့ဒီအမြစ်လေးတွေကဘယ်ခဲကိုအားကိုးရမှာတူနာမှာရှိတဲ့ခဲ၄၅လုံးကိုဘယ်ခဲကိုသွားအားကိုးမလဲသားသမီး၄ယောက်မွေးထားရင်အမေအိုကြီးကဘယ်သားကိုအားကိုးရမှာမသိဘူးဖြစ်နေအဲ့တော့ကျွန်တော်တို့က
အားကိုးလိုက်တဲ့အသားကလည်းဟုတ်လားလောက်လာလည်းရှာမကျွေးနိုင်တော့အမေဦးကြီးတည်ပြီပေါ့ဘဲပင်ကလည်းအဲ့လိုခဲလုံးလေးတွေကိုသွားအားကိုးလိုက်တော့ခဲလုံးလေးတွေကမြေကြီးခြောက်သွားတဲ့ခါသူလည်းဘာမှမတတ်နိုင်အမြစ်ကချောင်ပြီးတည်စွမ်းပွန်းကြောင်မဟုတ်ဘဲနဲ့အစာငတ်ရေပြက်ပြီးတော့တည်ရမျိုးတွေရှိနေပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒါကဒုတိယပိုင်းပေါ့ကျွန်တော်ပြောချင်သောစကားများကျွန်တော်စကားကြီးထဲမှာစေတနာတစ်ခုခုပါလိမ့်မယ်ဒီစနစ်တစ်ခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဦးလေးပါ